မြတ်စွာဘုရားကလောကမှာရှိတဲ့လူတွေကို၅မျိုးခွဲပြီးတော့ပုဂ္ဂိုလ်၅မျိုးဆိုပြီးတော့ဟောထားတာရှိတယ်ဒီသုတ္တမှာပုဂ္ဂိုလ်၅မျိုးခွဲဟောတဲ့အခါမှာနံပါတ်1ပုဂ္ဂိုလ်ကလှူတန်းပြီးရင်အလှူခံပုဂ္ဂိုလ်ကိုအထင်သေးမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်တစ်မျိုးတဲ့လှူတော့လှူတယ်ဒါအလွန်တတိထားစရာကောင်းတယ်နော်လှူဒန်းပြီးနောက်ကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ပေါ်မှာအထင်သေးမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါတော့ဥရှိအဲ့ဒီပုဂ္ဂိုလ်တွေဟာအထင်သေးတယ်ဆိုတဲ့အကောင်းအဖြစ်တော့လေသူကလှူတော့လှူတယ်အလှူခံတဲ့ပုဂ္ဂိုလ်သူကအထင်သေးတယ်ဘယ်လိုအထင်သေးတော့ဆိုငါလှူထားတာငါလှူတာအဲ့တော့အလှူခံတဲ့ပုဂ္ဂိုလ်ကိုသူကအထင်သေးမြင်သေးအောက်တန်းလို့ထင်ပြီးတော့ဆက်ဆံငါလှူတာစားနေရတာပါဆိုတဲ့ပုံစံမျိုးနဲ့ငါကြွေးထားတာဆိုတဲ့ပုံစံလောကလူတွေကအဲ့လိုရှိတတ်တယ်လေအဲ့တော့ဘုန်းကြီးတွေကြီးပဲလေမအောင်မေနဲ့ငါကြွေးထားတာဆိုပြီးတော့လေလူတွေကိုအထင်သေးမြင်သေးမလုပ်နဲ့ကိုမိသားစုတွေပဲနင်ငါမွေးထားလို့ငါကြွေးထားတာဆိုအထင်သေးမြင်သေးမလုပ်အောင်မိဘနင်ကိုငါကြွေးထားတာဟဲ့ငါပြောတာနားထောင်လို့သွားမအော်လေးနဲ့နော်လူဆိုတာသူ့အခွင့်အရေးနဲ့သူရှိတယ်သူပြောတာမှန်ရင်လက်ခံရတချို့ကြတော့တစ်ဖက်သက်ကြီးလေလက်မခံနေ့နဲ့ငါအရင်ထမင်းစားတာလို့ကပြောသေးတယ်ထမင်းအရင်စားတာနဲ့ဘာဆိုင်လို့ဗိုက်ပြေးတာပဲရှိမှာနော်ထမင်းစားတာနဲ့အရင်ထမင်းစားတာနဲ့ဘာဆိုင်လဲဟိုပြောလိုက်ပြောတတ်ကြတယ်ပေါ့နော်လူတွေမှာအဲ့ဒါမျိုးကြတော့ဓာတ်တဝါအဝါသနာတိပေးလူပြီးတဲ့နောက်ငါကြွေးထားတာငါ့ကိုဆရာမလုံးနဲ့ငါကြွေးထားတာငါခိုင်းတဲ့အတိုင်းလုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့အဲ့ဒီလိုအပေါ်စီးယူတဲ့လူမျိုးလည်းရှိတယ်အဲ့ဒီလူမျိုးဟာတရားမရှိတဲ့လူပဲတဲ့လူချင်းတာအပေါ်စီးယူတာမဟုတ်ဘူးဘုန်းကြီးကျောင်းနေသွားပြီးတော့ကျောင်းဆောက်ပြီးတော့ကျောင်းတကာမှကျောင်းတကာကျောင်းအမဆိုပြီးတော့ဘုန်းကြီးပေါ်လာပြီးတော့အုပ်ချုပ်တဲ့လူမျိုးကလည်းရှိတယ်အဲ့ဒါမျိုးရှိအတော့ကြောက်ဖို့ကောင်းတယ်အဲ့ဒါမျိုးနော်အေးတခါကြားဘူးတာပြောရမယ်ဆိုရင်ဘုန်းကြီးကျောင်းကိုကျောင်းဆောက်ထားပြီးတော့သူတို့လာတဲ့အခါကျတော့အဲ့ဒီကျောင်းကိုသူကနေချင်တယ်ဘုန်းကြီးကဒီပြင်ကျောင်းနေဒီမှာဧည့်သည်တွေရှိတယ်ဆိုဧည့်သည်တွေမောင်းချပြီးတော့သူတို့ဆောက်တဲ့ကျောင်းသူတို့ပဲနေမယ်ဆိုပြီးတော့လုပ်တယ်အဲ့တော့ဘုန်းကြီးကလက်မခံတော့စိတ်ဆိုးပြီးအဲ့ဒီကျောင်းမသွားတော့ဘူးလို့ပြောတယ်ဘာဆိုင်လဲကိုလှူထားပြီးသားဖြစ်ရမယ်မုဒ္ဒစာဂီဆိုတဲ့သဘောကဘာလို့ဆိုရင်ကိုလှူတာကိုအတွက်မဟုတ်ဘူးလေအစတည်းကစဉ်းစားလေကိုလှူတဲ့ဟာကမုဒ္ဒစာကလွတ်စွန့်ကြဲပြီးတော့လှူတာဖြစ်ရကျောင်းတကာဆိုတဲ့နာမည်ကျောင်းအမဆိုတဲ့နာမည်ကလှူလို့ရတာဟုတ်ပြီလှူတာကိုပဲကိုယ့်အကူထားကိုလှူလိုက်တာကိုအလှူလေးပဲအာယုံပြုအေးငါလှူထားတာတောင်လုံးမြောင်းလုံးမလုံးနဲ့ငါလှူထားတဲ့ကြောင်မထိနဲ့ငါလှူထားတာကိုမောင်းချမယ်ဆိုရင်သူဟာကအုပ်ချုပ်မှုပါနေတာပေါ့ငါအိမ်လို့ဖြစ်မနေဘူးလားဒါမျိုးတွေရှိတတ်လို့ပြောပြတာလှူပြီးဆိုလို့ရှိရင်အပြတ်လှူရတယ်လာပြီးဘယ်သူကိုလှူတာလဲသာသနာကိုလှူတာဆိုရင်သာသနာဆိုင်တယ်ငါမဆိုင်ဘူးတန်ခါလှူတယ်ဆိုရင်တန်ခါဆိုင်တယ်ငါမဆိုင်ဘူးရက်ွက်လှူတယ်ဆိုရင်ရက်ွက်ကပဲဆိုင်တယ်ငါလည်းမဆိုင်ကိုလှူထားတာကအပြတ်ပဲကုသိုလ်ရအောင်ပဲချီရဒီပေါ်မှာတော့အုပ်ချုပ်တာတွေဘာတွေတော့လှုပ်ပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာလိုက်ပဲအဲ့ဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးလို့ပြောတာနော်လှူထားပြီးတော့အထင်သေးမြင်သေးမလုပ်ရဘူးတဲ့ကိုလှူတာအပြတ်ကိုလှူတဲ့အလှူဟာအပြတ်ပဲဖြစ်ရပြတ်သားလှူတာဖြစ်ရမယ်ဘာမှနောက်ဆက်တွဲမလုံးနဲ့လှူပြီးဆိုလို့ရှိရင်ပြတ်သားအဲ့ဒါလို့ဖြစ်ရဘယ်လိုနေရာကြတော့မပြတ်ရဘူးလို့ဆိုရင်ပြတ်ရင်တော့ပြင်လေနေတဲ့ပုံကိုယ်တွေသွားပြီးမဟုတ်ချုံနဲ့ဒီလိုဆိုလို့လားပြတ်ရင်တော့ပြင်ငါလှုပ်ထားတာနဲ့ဒီလူတွေကောင်းကောင်းမလုပ်ဘူးလို့ငါလှုပ်ထားတဲ့အလူကိုဖျက်ဆီးကြတယ်ဆိုရင်အကုသိုလ်မယူနဲ့လေကိုလှုပ်တာကိုကုသိုလ်ရပြီးပြီ
ဖြတ်တာကဖြတ်တဲ့လူရဲ့အပြစ်လေဖြတ်တဲ့လူရဲ့အပြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေတာငါဆောက်တာမင်းလှုပ်ထားတဲ့အပြစ်တွေငါနည်းနည်းပေးပါဆိုတာသွားလှုပ်တာမျိုးဖြစ်လှုပ်တဲ့လူကအပြစ်ပဲလေကို့မှာကုသိုလ်တန်တန်လေးရအောင်လှုပ်ပါအဲ့တော့မြတ်စွာဘုရားကဓတ္တဝအဝဇာနာတိလှူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လှူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူးလို့ဒီလိုမှတ်သားလှူလိုက်တာနဲ့တပြိုင်နက်ဘာပဲဖြစ်ဖြစ်အလှူကပုဂ္ဂိုလ်တွေအသုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တိုင်းကြအသုံးမစေကိုလှူတာဘာမှမထိခိုက်ဘူးအဲ့ကြအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါလှူထားတာကိုလာပြီးလုံနေကြတယ်တို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်မှာကောင်းကျိုးချမ်းသာရဖို့သိမရှိဝမ်းသာနေရမှသာရှိရှင်းတော့ကဘုရားကြောင်းဆောက်တဲ့တခါကြီးတယောက်ရှိတယ်စိတ်ကောင်းအလွန်ရှိသူเจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ဃာတွေမြို့ထဲဆွမ်းခံကြွားနေတဲ့အချိန်မှာเจ้าကိုမီတင်ရှို့လိုက်တာမီတင်ရှို့တော့เจ้าမိလောင်တယ်ဆိုတော့เจ้าတခါကြီးပြေးသွားတယ်ပေါ့เจ้าပြေးသွားတဲ့အခါကျမမိတော့เจ้าက7ပုံ9ပုံလောက်ကမီလောင်သွားပြီအဲ့တော့เจ้าတခါကြီးကဘာလုပ်တော့ဆိုလက်ပမောင်းခတ်တယ်တဲ့ဝမ်းသာလိုက်တာဆိုပြီးပြောတယ်ဘာဖြစ်လို့ဝမ်းသာလိုက်တာတော့ပြောတယ်ငါနောက်တစ်ကြောင်းဆောက်လှူရအောင်ပါဆိုဟောအဲ့လိုသာစိတ်ထားတာကြည့်အဲ့လိုစိတ်ထားတာဟာပြက်ပြက်သားသားလှူတာဖြစ်လို့သာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါเจ้าကြီးသွားပါပြီဆိုပြီးတော့ငါเจ้าဆိုတဲ့အစွဲလန်းနဲ့ဆိုရင်တက်တောင်သွားလိုက်အောင်နော်အမလီငါကုံထားတဲ့ငွေတွေနဲတာမဟုတ်ငါเจ้าကြီးတော့ကုံပါပြီတော့ဆိုရင်ဒုက္ခတောင်ရောက်သွားတယ်အဲ့လိုမဖြစ်စေရဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိဘူးလို့ပြောရတယ်တရားမရှိဘူးဆိုတာကုသိုလ်ရဖို့နဲသွားပြီအဲ့ဒီချိန်ကျဗမာပြည်မှာကျောင်းဆောက်လူပြီးတော့ဘုန်းကြီးနဲ့ရံဖြစ်နေတဲ့ကျောင်းကကျောင်းပါတွေလည်းရှိတာပဲအဲ့ဒါကောင်းတာမဟုတ်ဘူးမကောင်းဘူးကိုလူတွေကပြက်ပြက်သားသားတခါလဲလှူတဲ့နဲ့ဓမ္မကုသိုလ်ရမယ်အဲ့လိုဆိုလိုတာကျောင်းနဲ့ဘာမှမပတ်သက်ဘုန်းကြီးတို့ငယ်ငယ်ကနေလာတဲ့ကျောင်းမှာဆိုရင်ကျောင်းအမစိတ်ထားအမတမတော်တယ်စိတ်ထားအမတမတော်တယ်သူဘယ်လိုနှလုံးသွင်းလဲဆိုကျောင်းဆောက်ပြီးဘုန်းကြီးတွေလှူပြီးပြီကျမတို့နဲ့ဘာမှမသက်ဆိုင်ဘူးဒီလိုပဲပြောလို့ရှိတယ်ဘေးရလူတွေနော်တန်ဃာတွေကိုလှူပြီးသားဖြစ်တော့တန်ဃာတွေဘာလို့ကျမတို့နဲ့မဆိုင်တော့ဘူးဟောဒီလိုပဲပြောတာအဲ့ဒါလိုဖြစ်ရမှာနော်အဲ့ဒါမျိုးကြဓတ္တဝအဝဇာနာတိလို့မဖြစ်ဘူးတဲ့နော်အဲ့ဒါလိုမဖြစ်စေရဘူးဒါတခုနောက်ဒုတိယပုဂ္ဂိုလ်မျိုးကြတော့ဘယ်လိုပုဂ္ဂိုလ်မျိုးတော့ဆိုရင်တံဝသေနအဝဇာနာတိတချို့လူတွေကအတုနေတာကြာတဲ့ခါကျတော့အယုသေးနဲသွားတယ်တံဝသေနပေါင်းသင်းဆက်ဆံနဲ့2နှစ်3နှစ်အတူနေလာတဲ့အခါအယောဝင်ရင်အယုသေးတန်တယ်ဆိုတာမျိုးတွေဖြစ်လာအဝေးကလူတွေကတော့ယုသေးလေးစားလိုက်ကြတာသူကြတော့မယုသေးလေးစားမှုမရှိတော့အယောဝင်အယုသေးတန်သွားတယ်ဆိုတာမျိုးရှိတတ်သေးတယ်နော်အဲ့ဒီပုဂ္ဂိုလ်ကြတော့ဘာလို့ဆိုတံဝသေနအတူနေခြင်းကြောင့်အဝဇာနာတိထင်သေးမြင်သေးလို့တဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်မျိုးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးလဲတရားမရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်အတူနေသည်ဖြစ်စေလေးစားရမယ့်ပုဂ္ဂိုလ်ဆိုတာအတူနေသည့်အတွက်ကြောင့်မလေးစားရဘူးလို့ပြောရတာမဟုတ်ဘူးအတူနေရင်ပိုလေးစားရဒီလိုဆိုလိုတာပေါ့အတူနေရင်လည်းလေးစားရမှာပဲဖြစ်တယ်တချို့ကြတော့အတူနေခြင်းကိုအကြောင်းပြုပြီးတော့လေးလေးစားစားဆက်ဆံမှုမရှိတော့ဘူးတဲ့အဲ့ဒါလဲအတူနေပြီးတော့အထင်သေးအမြင်သေးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်နော်ဒါကဒုတိယမြောက်ပုဂ္ဂိုလ်တတိယမြောက်ပုဂ္ဂိုလ်ကြတော့ဘာလို့ဆိုအာဒေယမုခောအာဒေယမုခောဆိုတာအဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့ဆိုသူ
သူများကနေပြီးတော့เนาะဒီပုဂ္ဂိုလ်တယောက်ကနေပြီးတော့တခြားပုဂ္ဂိုလ်တယောက်ရဲ့ချီးမွမ်းစကားကိုပြောတာပဲဖြစ်စေကဲ့ရဲ့စကားကိုပြောတာပဲဖြစ်စေအလွယ်တကူမှတ်ယူပြီးတော့ထားတတ်တဲ့ပုဂ္ဂိုလ်မျိုးပေါ့ဘယ်သူကလာပြောချီးမွမ်းရင်လည်းအယမ်းယုံလိုက်တာပဲကဲ့ရဲ့ရင်လည်းအယမ်းယုံလိုက်တာအဲ့ဒီပုဂ္ဂိုလ်မျိုးကလည်းလောကမှာအလွန်များတယ်လေသူများပြောတဲ့ဟာနဲ့ဘယ်သူကတော့ဘယ်လိုလဲဆိုလို့ရှိရင်ဟောလက်ခံလိုက်ဘယ်သူကတော့ဘယ်လိုတော်တာလဲဆိုလို့ရှိရင်လည်းလက်ခံလိုက်ပြန်ပြီအေးဘယ်လိုတော်တာလဲဆိုတဲ့နေရာမှာတကယ်တော်တာဟုတ်ကဲ့လားလို့စဉ်းစားမှုမရှိတော့တစုံတစ်ယောက်ကနေကဲ့ရဲ့ရှုပ်ကြပြီးအပြစ်တွေပြောသွားလို့ရှိရင်လေသူပြောတဲ့အတိုင်းတကယ်အပြစ်ရှိတာဟုတ်ကဲ့လားဒီလိုသာရှိရမယ်လေအမှန်တိုင်းကအပြောနဲ့လက်ခံလွယ်တဲ့ပုဂ္ဂိုလ်မျိုးဟာအာဒေယမုခလွယ်ကူကူနဲ့ပြောလိုက်တဲ့စကားကိုလက်ခံမှတ်ယူတဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲလူတော်လူကောင်းမဟုတ်ဘူးတရားရှိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဒါလည်းသိတတိထားဖို့ကောင်းတာလေကိုယ်စီမှာလာပြီးတော့ချီးမွမ်းပြောကြရင်လည်းပြောကြတဲ့အတိုင်းအကုန်လက်ခံရတာမဟုတ်ဘူးကိုယ်တိုင်သိအောင်လုပ်ရရှင်းတော့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဂုဏ်သတင်းဟာအလွန်ကြီးတယ်ဘုရားတော်မှာနော်အလွန်ကြီးတဲ့ပုဂ္ဂိုလ်စီကိုပညာတတ်ဗြဟ္မာယုဆိုတဲ့ပုံနာကြီးကသူကလည်းကဘာမှာသူ့ဒေသသူ့ဧရိယာမှာအလွန်နာမည်ကြီးတဲ့ဆရာကြီးသူတပည့်တွေမြောင်များစွာနဲ့နေတာမြတ်စွာဘုရားဂုဏ်သတင်းတွေအလွန်ကြီးတယ်အလွန်ကြီးတဲ့ဂုဏ်သတင်းကိုမစူးစမ်းမစင်ကြင်မဲနဲ့ဘုရားစီသွားပြီးတော့ဒီဂုံတရင်ကြီးလို့ဆိုပြီးတော့သွားပြီးကြောတာမျိုးမလုပ်ဘူးသူကဘာလုပ်လဲသူ့တပည့်တယောက်ကိုလွတ်လိုက်တယ်ကြော်တဲ့အတိုင်းဟုတ်ကဲ့လားနော်ဘုရားဟောတော်စုံစမ်းတာနော်အဲ့လိုဖြစ်ရကြော်တဲ့အတိုင်းဟုတ်ကဲ့လားတချို့ကကြော်တော့ကြော်တယ်မတော်တာတွေအများကြီးရှိတယ်ကြော်ညာလို့ကြော်တာလည်းရှိတယ်လေကြော်အောင်ညာလို့ရှိရင်လည်းကြော်တတ်တယ်နော်ကြောညာဆိုတဲ့အခေါ်သိတယ်ခေါ့လားဘာတယ်တော့ကြောအောင်ညာတယ်ဆိုတာနောက်ကညာပါတယ်နော်အဲ့ဒါတတိထားကြောအောင်ညာမှကြောညာတယ်ဆိုတာဖြစ်သွားတတ်တယ်အဲ့တော့စဉ်းစားကြည့်ဖို့ရအဲ့ဒီလိုပညာရှိပုဂ္ဂိုလ်ကြီးတွေဟာမရသော်ဘုရားလိုပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းတောင်မှပဲအလွယ်တကူလက်မခံဘူးသူတစ်ပည့်တယောက်ကိုဆေလွတ်တယ်ယဟန်ဂေါရမသိနာမည်ကြီးတယ်သွားပြီးတော့မေလေးလာစမ်းဘာတွေလေးလာသူ့ရဲ့ရုပ်လက္ခဏာကိုရင်အကဲခတ်လူဆိုတာရုပ်ရည်ပေါ်မှာတော်တော်များများပြတယ်အင်္ဂရုပ်ကောင်းသလားမကောင်းဘူးလားဆိုတာရှေးလူကြီးတွေဒါအကဲခတ်တယ်နော်လူဟာဒီလူရဲ့အတွင်းစိတ်ဟာမျက်နှာရိပ်ပေါ်မှာပေါ်နေတတ်တယ်ကြည့်တတ်တဲ့လူမှာပေါ်တယ်ပေါ့မကြည့်တတ်ရင်တော့မပေါ်ကြည့်တတ်လို့ရှိရင်လူရဲ့မျက်နှာမှာတွင်းစိတ်တွေကပေါ်နေတတ်တယ်အဲ့ဒါကြောင့်မို့လို့ဘုရားတော်လွယ်ကူလက်ခံတာမဟုတ်ဘူးသူတပည့်သွားပြီးမင်းအင်္ဂယုတ်တွေကိုသွားကြည့်ပြီးတော့ကြော်တဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားကြော်တိုက်လို့ကြော်တာဟုတ်ကဲ့လားသွားကြည့်တာသူတပည့်ကဥတ္တရလူလင်ဆိုတာမြတ်စွာဘုရားကြောင်သွားနေတာ9 လကြာလေးလဆန်းစစ်ပြီးတော့နေတာနော်9 လကြာသည့်ထီအောင်လေးလဆန်းစစ်ဘုရားရဲ့အရေးပမာကပ္ပိယလိုပဲနောက်ကအမြဲလိုက်ဆွမ်းစားသွားလဲလိုက်တယ်တရားဟောသွားလဲလိုက်တယ်အကုန်လုံးအဲ့လိုလိုက်ပြီးတော့မြတ်စွာဘုရားရဲ့အပြောဆိုအနေထိုင်အကုန်လုံးလိုက်ပြီးတော့ကဲခတ်တယ်9 လကြာတဲ့အခါမှာသူ့ဆရာကြီးစီမှာ report အစီရင်ခံစာပေးတာကြော်တဲ့အတိုင်းဟုတ်ပါလေဆိုတဲ့အကြောင်းအဲ့ဒီကြမှာဗြဟ္မာယုပုံနာကြီးဆိုတာအသက်120ရှိအဲ့ဒီကြတော့မှဘုရားကိုတလေးတစားကြော်တဲ့အတိုင်းဟုတ်ပါပြီလေဆိုပြီးတော့ဘုရားစီလာဘုရားစီသူဝင်လာလိုက်တာနဲ့ပရိသတ်ကလှုပ်သွားတယ်ဆိုတာဘုရားနာနေတဲ့ပရိသတ်တွေကတော့မှဗြဟ္မာယုပုံနာကြီးတဲ့ဆိုတဲ့အခါလူတွေကဝေါနဲ့ဖြစ်သွားတာဒါလှုပ်သွားတယ်လို့ခေါ်တယ်ပရိသတ်တွေအားလုံးကနေပြီးတော့သူ့ကိုကြည့်ချင်မြင်ကြတယ်အဲ့ဒါလို့ပရိသတ်တောင်လှုပ်သွားနိုင်လောက်အောင်ဆွမ်းရည်တတ်တွေရှိ
သူလာတာနဲ့အားလုံးကနေအလေးပေးခြင်းကြတယ်ယူသေးကြတယ်အဲ့ဒီအချိန်မှာသူကဘာပြောတော့ဆိုကိုနေရာကိုနေကြပါကိုနေရာကိုနေကြပါဆိုပြီးတော့ပြောပြီးတော့မြတ်စွာဘုရားကိုတယုတတိဘုရားနာထီအောင်တွားပြီးတော့မြတ်စွာဘုရားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတယ်ရှ िख ိုးပြီးတပည့်တော်ဟာမြမာယုပုံနာပါဗျာမြမာယုပါဆိုပြီးတော့ဘုရားလျှောက်ဟောအဲ့ဒီပုဂ္ဂိုလ်ကြည့်ဘုရားတော်မှာလေးလာပြီးမှလက်ခံတာအဲ့ဒါလို့မလေးလာပဲနဲ့လက်ခံတာကိုအာဒေယမုခောလို့ခေါ်တယ်ယုံလွယ်တဲ့ပုဂ္ဂိုလ်အပြစ်ပြောလို့ရှိရင်လည်းလက်ခံလိုက်တယ်ဂုံချီးမွမ်းစကားပြောရင်လည်းလက်ခံလိုက်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကအမှန်သိနိုင်မှာမဟုတ်ဘူးတဲ့သူများပြောတာလေးနဲ့တင်ယုံနေတဲ့ပုဂ္ဂိုလ်မျိုးလို့ဆိုလိုတယ်နော်အဲ့ဒါမျိုးမဖြစ်စေရဘူးတဲ့လောကမှာဂုံသတင်းကြီးတယ်ဆိုရင်လည်းသေချာလေ့လာတရားယောဂနေပြီးတော့ဟာဒီပုဂ္ဂိုလ်ကဘလို့ဆိုးတာဘယ်လိုမကောင်းတာဘာတွေလုပ်နေတာဆိုဟုတ်တယ်လို့လက်မခံလိုက်နဲ့အောင်ဟုတ်မဟုတ်ကိုယ်တိုင်ဆုံးစားစဉ်းစားစူးစမ်းဆင်ခြင်ဟုတ်တယ်ဆိုမှလက်ခံတခါတရံကျတော့တချို့ကမလိုမုန်းထားလို့ပြောတာတွေရှိသေးတယ်လေအဲ့တော့ကိုယ်ပါအကုသိုလ်အစ်စ်ပါသွားနိုင်တယ်ဒီပုဂ္ဂိုလ်မကောင်းဘူးဆိုတာသူ့မှာမကောင်းဘူးလို့ပြောရခြင်းအကြောင်းဘာရှိသလဲကိုယ်ကစဉ်းစားအဲ့ဒါမျိုးတွေဟာလောကမှာပြဿနာဖြစ်တတ်တယ်တခြားလူပြောတဲ့စကားပေါ်မှာမူတည်ပြီးတော့ဘာတစ်ခုမှမဆုံးဖြတ်ထိုက်ဘူးတဲ့အဲ့ဒီလိုဆုံးဖြတ်ထိုက်ပုဂ္ဂိုလ်ဟာသူများစကားနဲ့ယုံလွယ်တဲ့ပုဂ္ဂိုလ်အကောင်းပြောလဲယုံလွယ်တယ်အဆိုးပြောလဲယုံလွယ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကအလေးအညာခံရတတ်တယ်လို့ဆိုလိုတာပေါ့နော်မှန်ပါဗျာအဲ့ဒါတတိထားရတယ်နော်အများကြီးတတိထားရတယ်အဲ့ဒါဗမာပြည်ကလူတွေကတော့ဘာလေးဖြစ်ဖြစ်ယုံလွယ်တဲ့လူတော်တော်များတယ်ယုံလွယ်လို့ရှိရင်ဘာလေးလုံနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ထင်တာပဲအဲ့ဒါဟာအားနည်းမှုလို့ခေါ်တယ်ဘာအားနည်းတာတော့လို့ဆိုအသိပညာအားနည်းတယ်လို့ခေါ်သိပညာအားနည်းလို့ရှိရင်ဖြစ်နိုင်အိမဖြစ်နိုင်အိကိုမကြည့်ဖြစ်နိုင်တာမဖြစ်နိုင်တာတွေလက်တွေ့ကြတာမကြတာတွေဘာတစ်ခုမှမစင်စားဘူးရေကြီးထဲမှာငကားရှိတယ်ဆိုလဲယုံမှာပဲလေနော်လူတွေကယုံနေကြတာပြောပါတယ်မင်းတို့မင်းကြီးတောင်အလိမ်မိသွားသေးတယ်ကြားဘူးလားမန္တလေးမြို့နေပြီးတော့မင်းတို့မင်းကြီးတောင်တက်လိမ်နေလို့ရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်တတိထားငကားပါလာရင်တတိထားမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ်နန်းတော်တယ်မောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့လူကတနေ့ဘယင်ကိုတက်လိမ့်တာသူကငကားမင်းကြီးကလွတ်လိုက်လို့ဘောဂဝတိငကားပြေကလာတယ်ငကားမင်းရဲ့တမန်မာလို့ပြောဘယ်နေ့ဘယ်ရက်ဟာရှင်မင်းကြီးကိုငကားကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီအချိန်ကျရင်အဲ့ဒီကံထဲကနေပြီးတော့ငကားမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြော့ပါလိမ့်မယ်ဆိုတော့ဘယင်ကြီးကလည်းဖူးမြော်ခံနေတာပေါ့နော်အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောတယ်အားလုံးကလည်းငကားလာမယ်ငကားလာမယ်ဆိုတော့ဟုတ်ထင်ညာအဲ့တော့ဟုတ်ထင်တာခုမှမဟုတ်ရင်တော့ကထင်လာခဲ့ကြတာနော်အဲ့ဒါတွေသတိထားဖို့သိလို့ရတယ်ပေါ့နော်လက်တွေ့မကြတာတွေယုံလွယ်တာမကောင်းဘူးပေါ့အဲ့နေ့ရောက်လာပြီဆိုတဲ့အခါကျတော့မောင်ရဲဆိုတဲ့လူလိန်ကဘာပြောတော့ဆိုလို့ရှိရင်သူကမှန်ပါဗျာငကားမင်းကြီးကတော့ရောက်လာတော့မှာပါဘုံရှိတဲ့ပုဂ္ဂိုလ်များသာသူ့ကိုများပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကငါမမြင်ဘူးလို့ပြောရင်သူဘုံမရှိမှရောက်တော့နောက်ဆုံးတော့မြင်လိုက်ရတာပေါ့ဟာဟုတ်တယ်နဲ့ငါကြီးနော်အလင်းခံရတယ်လို့ခေါ်တာမမြင်ရလဲမြင်ရတယ်ပြောတော့ဘုံရှိတဲ့ပုဂ္ဂိုလ်မှမြင်ရပါတယ်ဗျာဆိုတော့မမြင်ရဘူးဆိုသူဘုံမရှိရရောက်သွားလိမ့်မယ်လေကျန်တဲ့လူတွေကတော့ကိစ္စမရှိဘူးဘုံမရှိလို့သူတို့မမြင်တာတော့လိန်နာညာတာကိုသတိထားဖို့မတ္တမရေးကြည့်တယ်လောကကြီးထဲမှာနေတာ
ဒုစရာလူတွေကတော်တော်များများကတော့အလိန်ခံရင်လို့စောင့်နေတဲ့လူတွေများပါတယ်လိမ်မဲ့လူပဲမျောနေတယ်လိမ်မဲ့လူကလိမ်သာလိမ်တရားလူတွေကအစင်သင့်ပဲရှုံဖို့အစင်သင့်ဆိုတာအဲ့ဒါလို့ဖြစ်ဒါကြောင့်မို့လို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်ပြောတာပဲဖြစ်ဖြစ်အဆိုးပြောတာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်လုပ်အလွယ်တကူနဲ့ယုံကြည်မှုဟာမကောင်းဘူးမန္တလေးမြို့ကြီးသီပေါမင်းပါတော်မူသွားတာဆိုတာကိုလည်းပဲကြားဖို့ရတယ်မဟုတ်လားရာဇဝင်စကားတွေမှာအဆိုလေးတော့ရှိတယ်ဥကောင်းလိန်ထုတ်သီပေါပြုတ်တယ်ဥကောင်းလေထုတ်သီပေါပြုတ်ဆိုတာကျုံမင်းကြီးဥကောင်းကနေပြီးတော့လိန်ပြီးတော့ကလားလက်အပ်လိုက်တယ်လို့ဒီလိုပြောတာတကယ်ကတော့မဟုတ်ဘူးဥကောင်းလိန်တာမဟုတ်ဘူးအင်္ဂလိပ်ကလိန်တာအင်္ဂလိပ်လိန်တာကိုဥကောင်းကလည်းယုံမယ်အလိန်ခံရတယ်လို့သာမှတ်ဖြစ်တာဒါဖြင့်ဥကောင်းလိန်ထုတ်ဆိုတဲ့စကားလုံးကဘာပြောတာတော့ဆိုတော့ဥဆိုတာတစ်ကဏ္ဍမယ်ကောင်းကနှစ်ကဏ္ဍလိန်ဆိုတာကဘုရုဆိုလေးကဏ္ဍထုတ်ဆိုတာခုနှစ်ကဏ္ဍပေါင်းလိုက်တဲ့အခါကျတော့ဘာလဲတော့1240ခွန်သီပေါမင်းပါသွားတဲ့ခုနှစ်လေမြန်မာတက္ကရာ1240ခုနှစ်ကအဲ့ဒါဥကောင်းလိန်ထုတ်သီပေါပြုတ်ပဲနော်အဲ့ဒါလို့ဆိုလိုတာကနေပြီးတော့ဟိုဥကောင်းလိန်နဲ့ထင်းနေအမှန်ကဥကောင်းလိန်တာမဟုတ်ဘူးဥကောင်းကိုအင်္ဂလိပ်ကလိန်သွားတာဘယ်လိုကြောင့်လိန်တာတော့ဆိုမော်လမြိုင်ဘက်မှာရှိတဲ့ဒီရောင်ရမင်းသားလားပဲမင်းသားလားမသိဘူးမင်းတို့မင်းကြီးရဲ့သားတွေရှိတယ်နော်အဲ့ဒီမင်းသားနဲ့ရုပ်တူတဲ့လူတယောက်ကိုသင်္ဘောပေါ်မှာမင်းသားဝတ်နဲ့တင်လာပြီးတော့သီပေါမင်းအစာအဲ့ဒီမင်းသားကိုနမ်းအပ်မယ်ဆိုပြီးတော့လိန်လာပြီးတော့နမ်းမှတ်အဖို့အဲ့ဒီအဖြစ်ပြက်ကလေးတွေဘောဓိတရှိအောင်ဖတ်ကြည့်ပေါ့မန်းလေးရာဇဝင်ကိုမန်းလေးနေရင်မန်းလေးရာဇဝင်သိရတယ်နို့လိန်ထုတ်သွားအောင်မလို့ဆိုကြအဲ့တော့အဲ့ဒီလူဟာတွေရှိတယ်ဒါကြောင့်မို့အာထေယမုခောဆိုတာယုံလွယ်တဲ့လူလို့ဆိုလို့တယ်နော်ယုံလွယ်တဲ့လိန်လို့ရတယ်ဘာဖြစ်ခေါင်းထဲမှာဆွဲအောင်မှတ်လိုက်တယ်မဟုတ်တာပြောလဲအေးသူပြောတာဟုတ်တယ်ကောင်းတာပြောလဲအေးသူပြောတဲ့အတိုင်းဟုတ်တယ်ဆိုပြီးတော့လိန်နာညာတာကိုအလွယ်တကူမှတ်ယူတတ်တဲ့ပုဂ္ဂိုလ်မျိုးဟာအာထေယမုခောတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲအမှန်တရားကင်းတဲ့ပုဂ္ဂိုလ်တရားမရှိတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးလည်းမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်မဖြစ်သင့်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးနောက်တစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်နံပါတ်4မြတ်စွာဘုရားကပုဂ္ဂိုလ်9ယောက်ခွဲဟောတာနံပါတ်4ကျတော့လောလမတည်ငြိမ်တဲ့ပုဂ္ဂိုလ်တည်ငြိမ်မှုမရှိဘူးတီတတ်နတ်မရှိတဲ့ပုဂ္ဂိုလ်မျိုးစာပေကျမ်းကမှာရှေးတုန်းကဆရာတော်ကြီးတွေကဘယ်လိုဘာသာပြန်ခဲ့တော့လောလဆိုတာလျက်ပေါ်လောလီတဲ့အဲ့ဒီအသုံးကိုသုံးခဲ့တယ်လျက်ပေါ်တယ်လောလီတယ်လျက်ပေါ်တယ်လောလီတယ်ဆိုတဲ့အဓိပ္ပာယ်ကမတည်ငြိမ်ဘူးဘယ်အရာမှအတိတ်တခြားလုံးလို့မရှိဘူးတည်ငြိမ်မှုမရှိတဲ့လူတယောက်တည်တတ်မှုမရှိတဲ့ပုဂ္ဂိုလ်တယောက်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိတဲ့ပုဂ္ဂိုလ်မျိုးပဲလူညံ့မယ်သူလိုလူစားဟာကောင်းတဲ့လူစားမဟုတ်ဘူးလို့ဒီလိုဆိုလို့နော်အဲ့တော့မြတ်စွာဘုရားကလောလီတယ်ဆိုတဲ့ဒီလောလဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာမတည်ငြိမ်တဲ့ပုဂ္ဂိုလ်မတည်ကြည်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတော့လို့ဆိုတော့သူကဣတရတတ္ထောတဲ့ယုံကြည်မှုကလည်းအချိန်တိုတောင်းတယ်စိတ်ထဲမှာဘုရားတရားကိုးကွယ်တယ်ယုံကြည်တယ်ဆိုခဏပဲဓမ္မယုံလာဘုရားတက်တယ်ဘုရားရှိခိုးတယ်ဆိုတရက်နှစ်ရက်ပဲဒါပဲနောက်ထပ်မလာတော့ဟိုယုံကြည်မှုကမဆွဲမြဲဘူးလို့ပြောတယ်ဆွဲမြဲလောက်တာမဟုတ်ဘူးအခုဒီကိုရောကြည်ညိုလိုက်တော့ကြဟိုကိုရောကြည်ညိုလိုက်တော့ကြဟိုကိုရောကြည်ညိုလိုက်ဘုန်းကြီးကြည်ညိုတာလည်းဒီတိုင်းပဲဘယ်မှတည်တည်ငြိမ်ငြိမ်မရှိဘူးလို့ဆိုလိုတယ်အဆိုးအကောင်းဆိုးအကြောင်းကျိုးလဲခိုင်ခိုင်မာမာဆုံးဖြတ်နိုင်စွာမရှိတော့ရှောက်ပြီးတော့ပြောင်းလဲနေတတ်တဲ့ပုဂ္ဂိုလ်မျိုးဣတရတတ္တော
ယုံကြည်ချက်ကတူတောင်းတဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့လော်လီတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ရမယ်နောက်တစ်ခုကျတော့ဘာလို့ဆိုရင်ဣတရဗတ္တိဣတရဗတ္တိစာကိုးကွယ်မှုနဲ့ပတ်သက်ပြီးတော့လည်းမတည်ငြိမ်ဘူးမတည်ငြိမ်အခုဗုဒ္ဓဘာသာဖြစ်လိုက်တော့ကြာခရစ်ယာန်ဖြစ်လိုက်တော့ကြာဘာသာဝင်ဖြစ်လိုက်နဲ့ကိုးကွယ်မှုလားအခုအရှင်ကြီးကိုးကွယ်လိုက်တော့ကြာကိုကြီးကျော်ကိုးကွယ်လိုက်ပေါ့နော်အဲ့ဒါလို့ပေါ့မတည်ငြိမ်ဘူးလို့ဆိုလို့တယ်ဣတရဗတ္တိသူကိုးကွယ်ရင်လည်းခဏပဲဘယ်တော့မှတည်တည်ငြိမ်ငြိမ်မရှိဘူးအဲ့ဒါကိုလောလလျက်ပေါ်လောလီတယ်လို့ခေါ်တယ်ဘာသာတရားတွေဘာသာတွေဆိုလဲဟိုကိုးကွယ်လိုက်ဒီကိုးကွယ်လိုက်အဲ့လိုနောက်တစ်ခုကတော့ဣတရပေမောမိတ်ဆွေချင်းတွေ့ကြတဲ့အခါမှာလဲသူကတကယ်ချင်းဆိုပြီးတော့တကယ်ချင်းအနေနဲ့ချစ်ခင်မှုကလည်းခဏပဲတဲ့သူကတွေ့တော့လေးနော်အဲ့လိုလူမျိုးခေါ်တာဒီပါရဲ့အားတော့ဟိုကွယ်ရင်မေ့သိတွေ့သေးအောင်လွမ်းဆိုတဲ့ပုဂ္ဂိုလ်မျိုးနဲ့တူတယ်နော်ကွယ်မေ့တွေ့သေးအောင်လားဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဒီမိတ်ဆွေချင်းဆိုလို့ရှိရင်ခဏဒီလူနဲ့တွဲတယ်နောက်ကြတော့မတွဲတော့ဘူးလမ်းတွေ့တာတောင်နှုတ်ဆက်ချင်မှနှုတ်ဆက်တော့တာမသိကြအောင်ဆောင်းသွားတယ်ဣတရပေမောလို့တကယ်ချင်းပေါင်းသင်းဆိုဘယ်တော့မှဆိုခင်ခင်မင်းမင်းဒီလိုဟာမျိုးမရှိဘူးသူခင်ခင်မင်းမင်းရှိကျင်တဲ့အချိန်ချောင်းပေါက်အောင်လာတယ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီလမ်းဟာတခါတည်းသူမလာသည့်အတွက်ကြောင့်ပေါင်းမြတ်တွေထားနေသည့်ကြောင်မလာပဲနေတာချောင်းပေါက်အောင်လာတဲ့လမ်းပဲပဲလို့သူလာချင်မှလာတော့တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာဘာเจ้าကြောင့်မှမဟုတ်ပဲနဲ့ဣတရပေမောတဲ့အမှန်တမ်းတူတောင်းတဲ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်မျိုးတဲ့အဲ့ဒါကိုလက်ပေါ်လုံးလေးတယ်နော်အိမ်တော်ခဏခဏပြောင်းတဲ့ပုဂ္ဂိုလ်တွေလည်းပါတော့တယ်ဣတရပေမောဆိုနော်အဲ့ဒါလိုဟာမျိုးတွေရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဣတရပတာတော်တဲ့စိတ်ကြည်နူးမှုစိတ်ကြည်တယ်ဆိုတာလည်းခဏပဲကြည်တဲ့အချိန်နဲ့မကြည်တဲ့အချိန်မကြည်တဲ့အချိန်ကများနေတတ်တယ်သူစိတ်ကောင်းရှိရင်တော့ကြည်ပြီးစကားတွေကိုပြောလိုက်တာမကြည်ဘူးဆိုရင်မှုံတုံပြီးတော့နေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းလောကကြီးမှာရှိသေးတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုလောလလို့ခေါ်တယ်မတည်ငြိမ်ဘူးအကောင်းလည်းမတည်ငြိမ်ဘူးအဆိုးလည်းမတည်ငြိမ်ဘူးဘယ်အရာပဲဖြစ်ဖြစ်တည်ငြိမ်တဲ့အနေအထားမရှိဘူးအကောင်းဘက်ကအခုမတည်ငြိမ်တာတွေကိုဖော်ပြထားတာနော်အဲ့ဒီပုဂ္ဂိုလ်မျိုးလောလလျက်ပေါ်လော်လီတဲ့ပုဂ္ဂိုလ်မျိုးဒီလိုပုဂ္ဂိုလ်မျိုးကလည်းလောကမှာရှိသေးတယ်တဲ့အဲ့လိုလူစားမျိုးကလည်းပဲတရားမရှိတဲ့လူမျိုးပဲဖြစ်မယ်ဒီလိုပြောတာနော်ဟောနောက်ဆုံးတစ်ယောက်ကြတော့ဘယ်လိုတော့ဆိုလို့ရှိရင်ဒါပို့ရေးကြည့်တဲ့ပုဂ္ဂိုလ်တယောက်နောက်ဆုံးပုဂ္ဂိုလ်တယောက်ကြတော့သူကမန္တောမောမှုဟောတဲ့မန္တဆိုတာပညာဉာဏ်ထိုင်းမိုင်းတယ်နှုတ်နေတယ်ဉာဏ်လေးတယ်မောမှုဟာတွေးဝေးတယ်ဉာဏ်ထိုင်းပြီးတော့တွေးဝေတဲ့ပုဂ္ဂိုလ်ဆိုတာအသိဉာဏ်အားနည်းတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့ဆိုတော့ဒါကုသိုလ်လားဒါအကုသိုလ်လားဆိုတာမသိဘူးတဲ့ဟောကုသိုလ်အကုသိုလ်ဆိုတာမသိဘူးသူမှာနောက်တစ်ခုကအပြစ်ရှိသလားအပြစ်ကင်းသလားဆိုတာဒါကိုလည်းမသိဘူးတဲ့အပြစ်ရှိသလားအပြစ်ကင်းသလားလည်းမသိဘူးဒီလိုပုဂ္ဂိုလ်မျိုးပေါ့နော်နောက်တစ်ခုကတော့အကောင်းလားအဆိုးလားဆိုတာလည်းမသိဘူးအဖြူအမဲလည်းမသိဘူးအဖြူမဲဆိုတာမလုံးတင်တာနဲ့လုံးတင်တာကိုပြောတာနော်ခုနပြောရတဲ့မလုံးတင်တာနဲ့လုံးတင်တာကိုမသိဘူးဒီပုဂ္ဂိုလ်ကဥပမာမိဘနဲ့ပတ်သက်ပြီးတော့စော်ကားတာမလုံးတင်ဘူးမိဘကိုပြစ်မထားသင့်ဘူးမိဘကိုကြွေးမွေးသင့်တယ်ဆိုတာအဲ့ဒါကိုသူမသိဘူးမိဘဆိုတာပြန်ပြီးတော့မအော်ရဘူးဆိုတာလည်းသူမသိဘူးနော်အဲ့ဒါလို့လုံးတင်တာနဲ့မလုံးတင်တာရက်ွက်တစ်ခုမှနေတယ်ဆိုလို့ရှိရင်လေ
ရက်ွက်အများကောင်းကျိုးလှုပ်တဲ့နေဆိုရင်လှုပ်ရမလှုပ်တဲ့နာကြမလှုပ်နဲ့လှုပ်တဲ့နာလှုပ်ရကိုယ်ပတ်ဝန်းကျင်ကိုယ်အတိုင်းဝိုင်းထဲမှာကိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာချစ်ချင်းပြီးတော့လှုပ်တဲ့နာတွေကိုလှုပ်အောင်ကုသိုလ်အကုသိုလ်သိရမယ်အရေးကြီးဆုံးကတော့ကုသိုလ်အကုသိုလ်အလုံးသိကြတဲ့အတိုင်းသူများအသက်တတ်တာအကုသိုလ်သူများဥစ္စာခိုးတာအကုသိုလ်သူတော်ဘာသားများပြစ်မှားတာအကုသိုလ်အဲ့ဒီ၃မျိုးကရှောင်တာကုသိုလ်ဒါကုသိုလ်အကုသိုလ်သိတယ်လွယ်လွယ်ပြောလို့ရှိရင်လိန်ပြောတာအကုသိုလ်ဂုံးတိုက်တာအကုသိုလ်ဆဲတာရေးတာအကုသိုလ်အကျိုးမရှိတဲ့စကားတွေပြောတာကအကုသိုလ်မှန်ကန်စွာပြောတယ်ညီညွတ်အောင်ဟောပြောပေးတယ်ရင်ကျေးလိမ်မာစွာပြောတယ်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့စကားမျိုးတွေကိုသာပြောတယ်အဖြတ်စကားတွေကိုမပြောဘူးဆိုရင်ဟောတာကုသိုလ်ဒုစရိုက်နဲ့ပြောတာနော်နောက်တစ်ခုကသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့တွေးကြံတာတစ်ဖက်သားတစ်ယောက်ကိုပြက်လို့ပျက်စီးဒီလူပျက်စီးသွားရင်ကောင်းပါပဲဒီလူထောင်ကျသွားရင်ကောင်းပါပဲဒီလူနလန်းမထူနိုင်ရင်ကောင်းပါပဲဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်တယောက်ရဲ့ပျက်စီးမှုကိုကြံတွေးတဲ့ဒေါသဖြာပါဒနောက်တစ်ခါကံရဲ့အကျိုးကိုညင်းပယ်တဲ့ကံရဲ့အကျိုးကိုညင်းပယ်တဲ့နတ္ထိကဒိဋ္ဌိမှားယွင်းတဲ့အမြင်အဲ့ဒီသုံးခုဟာအကုသိုလ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဘယ်တော့မှမရှိဘူးသူများပစ္စည်းဟာသူများပစ္စည်းပဲလူတယောက်ပေါ်မှာစိတ်ဆိုးခြင်းဆုံးမယ်သို့တော်ဒီလူသေသွားပါစေဆိုတဲ့အတွေ့မရှိဘူးပျက်စီးပါစေဒုက္ခရောက်ပါစေဆိုတဲ့အတွေ့မရှိဘူးမေတ္တာထားနိုင်တယ်ကံတရားရဲ့အကျိုးတရားတွေကိုလက်ခံတယ်အဋ္ဌိကဒိဋ္ဌိကံရဲ့အကျိုးကိုလက်ခံတယ်အဲ့ဒါကကုသိုလ်လို့ခေါ်တယ်ဒါအချမ်းမြင်အပြင်ပြောမယ်ဆိုရင်ကုသိုလ်အကုသိုလ်ကိုအဲ့လိုမှတ်ရအောင်နောက်တစ်ခုအခြေခံနဲ့ပြောမယ်ဆိုရင်လောဘသည်အကုသိုလ်အလောဘသည်ကုသိုလ်ဒေါသသည်အကုသိုလ်အဒေါသဆိုတဲ့မေတ္တာသည်ကုသိုလ်မောဟသည်အကုသိုလ်အမောဟသည်ကုသိုလ်လို့ကုသိုလ်အကုသိုလ်သိရအဲ့ဒါလောက်လေးမှမသိဘူးဆိုလို့ရှိရင်အခုနံပါတ်5အမျိုးအစားဖြစ်တဲ့မန္တဉာဏ်ထိုင်းတဲ့ပုဂ္ဂိုလ်မောမှုဟာတွေ့ဝေတဲ့ပုဂ္ဂိုလ်မျိုးဆိုတာမျိုးဖြစ်လိမ့်မယ်အဲ့ဒါလို့လူစားမျိုးဟာလူသားဖြစ်ပေမဲ့လို့အမြဲတမ်းတန်ဖိုးနေတဲ့လူသားမျိုးဖြစ်တတ်တယ်အဲ့လိုလူသားမျိုးဟာတရားမသိဘူးတဲ့ဒါကြောင့်မလို့အဲ့ဒါလို့မန္တတို့မောမှုဟာတို့မဖြစ်ဖို့ရအတွက်ရက်ွက်တွေမှာတရားဝဲကျင်းပရတယ်တရားနာရတယ်တရားနာပြီးတော့ဆင်ញင်စဉ်းစားရတယ်တရားစာအုပ်တွေဖတ်ရတယ်ဆရာတော်သမတော်တွေစီချင်းကပ်ပြီးတော့မသိတာတွေမေးမြန်းတယ်လေ့လာတယ်တရားဆွေးနွေးတယ်ဆိုတာတွေလုပ်ရတယ်မန္တလေးမြို့မှာရှိတဲ့အဘိဓမ္မာသင်တန်းတွေဓမ္မသင်တန်းတွေတက်တယ်ဒီလိုအဖြစ်ကလွတ်အောင်လုပ်ရတာနော်အခုလိုဓမ္မယုံကြီးပါဆိုရင်အဘိဓမ္မာသင်တန်းတွေဖွင့်ထားတယ်ရက်ွက်လူတွေစိတ်ဝင်စားတဲ့လူတွေတက်ဒီလိုဆိုရင်ဘလောက်တန်ဖိုးရှိနိုင်မလဲမန္တမောမှုဟဆိုတဲ့အခြေအနေဆိုးကလွတ်မြောက်အောင်လုပ်ကြဒီပုဂ္ဂိုလ်ကတော့အဆိုးဆုံးပဲမန္တမဖြစ်စေနဲ့မောမှုဟာမဖြစ်စေနဲ့လို့ပြောအဲ့တော့အားလုံးပေါင်းလိုက်လို့ရှိရင်ပုဂ္ဂိုလ်5မျိုးဒီသုတ်တန်ကမြတ်စွာဘုရားဟောတာအဲ့ဒါကိုဘုန်းကြီးတော့သူလိုလူစားတရားမရှိဆိုဒီလိုပုဂ္ဂိုလ်မျိုးမဖြစ်အောင်ကိုယ့်ကိုရှောင်ရှားရမယ်နံပါတ်1ကလှူပြီးအထင်သေးမြင်သေးလုပ်တဲ့ပုဂ္ဂိုလ်ပေါင်းသင်းဆက်ဆံပြီးအထင်သေးမြင်သေးလုပ်တဲ့ပုဂ္ဂိုလ်ယုံလွယ်တဲ့ပုဂ္ဂိုလ်မတည်ငြိမ်တဲ့ပုဂ္ဂိုလ်နဲ့ပညာဉာဏ်နှုတ်နေပြီးတော့တွေ့ဝေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုလူစားမျိုးတွေကကိုလွတ်အောင်လုပ်နော်ကိုလူပြီးတော့အထင်သေးတာမျိုးမလုပ်ရဘူးအတူတကွနေသည့်အတွက်ကြောင့်လေးစားမဲ့ပုဂ္ဂိုလ်မှာအထင်သေးတာမျိုးမလုပ်ရဘူးပြောလွယ်တယ်ယုံလွယ်တယ်ဆိုတာမျိုးမဖြစ်စေရဘူးကိုယ့်ကိုတည်တည်ငြိမ်ငြိမ်ဘယ်ဟာပဲဖြစ်ဖြစ်တည်တည်တတ်တတ်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ရှိရမယ်အသိဉာဏ်ရှိအောင်လုပ်ကြရမယ်ဒါကြောင့်မို့အခုပြောတဲ့သူလိုလူစားတရားမရှိသူလိုလူစားဖျားမကြိုက်
ဘုရားလည်းကြိုက်မှာမဟုတ်ဘူးလေအဲ့တော့သူလိုလူစားတရားမရှိတာနဲ့တကယ်နဲ့ဒီပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာရနိုင်ဖို့ရမရှိဘူးတဲ့အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဝါစာနာတိသုတ်တံမှာလာတဲ့လူစားသူလိုလူစား၅မျိုးကနေပြီးကင်းလွတ်အောင်ကိုယ့်ကိုရှောင်ရှားပြီးတော့တန်ဖိုးရှိတဲ့လူသားမျိုးဖြစ်အောင်ကိုယ်ကိုယ်တိုင်ကြိုးစားကြရမှာဖြစ်တယ်လို့တတိထားပြီးတော့ကောင်းမြတ်တဲ့ပုဂ္ဂိုလ်မျိုးအစားဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း